သုံးပါဖြစ်နဲ့ဖြစ်ရနေမရနေတဲ့အခါကျတော့ဝိညာဉ်ယုတ်သားနာဖတ်တာဝေဒနာဆိုတဲ့ခန္ဓာ၅ပါးပေါ့မြက်ကရောက်နေတာနောက်ကနေတီးတယ်စီပြပြီးတယ်တီးလိုက်ကြည်ရဖြစ်နောက်ကမဲ့နဲ့လူလိုက်နေနေ့ကွယ်နဲ့၃ကွယ်သမုဒယသစ္စာ၃ကွက်မလားတော့ဒေါသမောဟတွေချုပ်အဲ့ဒါမရနေလို့ရှိရင်ချုပ်နေဒေါသမောဟတွေချုပ်မပေါ်ရောက်နေမနောကရှင်းမနောကနေထုတ်နေတာမနောကနေနှင်းထုတ်နေတယ်မနောဝင်ဖို့မပေးတော့ဒီကိလေသာဆိုတော့မနောမှာအာသေဝနနဲ့ဆိုတာတိတ်မြန်ကိလေသာတွေကိလေသာကိန်းအဲ့တော့ပုံဖို့မပေးတော့အဲ့တော့အပေတကားမဲ့အတိနဲ့ပိတ်ထားမဲ့နဲ့တီးတော့အပေတကားပိတ်ထားကိလေသာဝင်အပေတကားပွက်အပေရောက်စက္ကုံဥဒ္ဒပါဠိပညာမျက်စိမဲ့အတိဥဒ္ဒပါဠိပေါ်လာပညာမျက်စိမဲ့အတိနဲ့မျက်တိပေါ်တဲ့အချိန်မှာအပေတကားပိတ်